ပြန်လဲစုံစည်းကြစေဖို့ဝိကွာသူများထွက်သွားသူများပြန်လဲစုံစည်းကြစေဖို့ချစ်သူရေးသားတွေသမီးရေးသားတွေချစ်လျက်နဲ့ဝေးသွားတာပဲဖြစ်ဖြစ်သို့မဟုတ်ကိုမခင်တွယ်မမြတ်နိုးလို့ထားခဲ့တာစွန့်ပစ်သွားတာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုနီလန်လေးပြောလိုက်လို့ရှိရင်တော့ပြန်လဲစုံစည်းသွားပါလိမ့်မယ်ပြန်လဲစုံစည်းကြရပါလိမ့်မယ်ပေါ့နော်လင်မယားအိမ်တော်ကြီးတွေလုပ်လို့ရတဲ့ချစ်သူကြီးသားတွေလည်းလုပ်လို့ရတယ်ပေါ့ကွဲကွာနေသူများအတွက်စုံစည်းခြင်းရရှိဖို့ရအတွက်ဒီကြရာလေးကိုကျွန်တော်ပြောပြပေးမယ်အကယ်၍ကိုဟာတနင်္ဂနွေသားသမီးနဲ့ပေါင်းစုံလို့တဲ့စုံသီးလို့တဲ့ဆိုလို့ရှိရင်တော့သူကကိုစုံသီးလို့တဲ့သူနိနံတည်ဖို့လို့တယ်ပေါ့နော်ဟုတ်ပြီတချို့ကြလည်းချစ်သူကြီးသားတွေနိနံတော့ဘယ်သိပါမလဲလူတိုင်းကိုယ်ဒီမသိကြဘူးပေါ့ဒါပေမဲ့လို့နာမည်တော့သိဖို့လို့တယ်ပေါ့နာမည်ရဲ့ပထမဆုံးလုံးဟာဘာနိနံနဲ့မှဲ့ထားတယ်လဲဆိုတာတော့သိတင်ပါလေသိလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ပြီးထားပါတော့နော်နိနံရဲ့အစအလုံးသို့မဟုတ်ကျွန်တော်အနေနဲ့ကတော့နေသားသမီးလိုက်လေးပြောပြပေးမယ်တနင်္ဂနွေသားသမီးနဲ့စုံစည်းစေလိုတယ်ဆိုလို့ရှိရင်တော့ထောက်ချက်25ညွတ်သို့မဟုတ်ဒန်ကျွဲဒန်ကြီး25ညွတ်ကိုပန်းအိုးသို့မဟုတ်အတာအိုးလေးကိုထည့်ပြီးလို့ရှိရင်တောက်ကြသားသမီးကိုလှူထမ်းခိုင်းပါဖះမှာလှူပြီးတော့ဆူတောင်းဘယ်နေ့မှလှူမလဲမိမိတို့ဤစုံသီးလို့တဲ့တနင်္ဂနွေသားသမီးဆိုတနင်္ဂနွေသားသမီးရဲ့မွေးနေ့တနင်္ဂနွေနေ့နနက်9နာရီမှ10နာရီခွဲအတွင်းမှာလုပ်ပါလုပ်ခိုင်းမှာကတောက်ကြသားသမီးပေါ့ဆူတောင်းပေါ့နော်ကိုတက်တယ်လို့မှတ်တယ်လို့ဆူတောင်းမှာထားပါဘယ်နဲ့ရထားမလဲ21ရက်ထားပေါ့နော်3ဘတ်ထားပါသူ့ကိုမရွှေ့ရဘူးနေရာမထိရဘူးမကန်ရဘူးနော်အကယ်၍ဒါကိုပြန်စွန့်တဲ့အခါမှာဆိုလို့ရှိရင်တော့စီးနေတဲ့နေရာစီးနေတဲ့ရေမြောင်းသို့မဟုတ်မြစ်ဒီထဲကိုသွားပြီးတော့အိုးရောပန်းအညွန့်ကက်ပြီးတော့မျောပလိုက်ပါဟုတ်ပြီပေါ့နော်ဒီလောက်ဆိုရင်တော့သဘောပေါက်လိမ့်မယ်တနင်္လာသားသမီးနဲ့စုံစည်းစီလို့တဲ့ဆိုရင်တော့ဩဇာ14ညွန့်စနေသားသမီးကိုလူခိုင်းပေးပါတင်းလာနေနဲ့9နာရီမှ10နာရီခွဲအတွင်းအခုနံလိုပဲ21ရက်ထားပါထားပြီးလို့ရှိရင်စီးဆင်းနေတဲ့မြေချောင်းနေကိုသွားပြီးတော့မျောလိုက်ပါပေါ့နော်ကျန်တဲ့ဟာတွေကတော့ဒီတိုင်းမလုပ်အောင်ပါပဲနော်အင်္ဂါသားသမီးနဲ့စုံသီးတွေလို့ဆိုလို့ရှိရင်ခရီး29ညွန့်သို့မဟုတ်ခရီး32ညွန့်ရတယ်နော်ခရီး32ညွန့်အင်္ဂါဝိစာပညာဆိုတော့ခရီးပဲထားကြပါဆိုနော်32ညွန့်ဘောရဦးနဲ့ယူမယ်ပေါ့နော်အကယ်၍ဘောရဦးသားသမီးနဲ့စုံစည်းစီလို့ရဆိုလို့ရှိရင်တော့စိန်ပန်းဟုတ်ပြီနော်ဘောရဦးသားသမီးနဲ့စုံစည်းစီလို့ရဆိုရင်တော့စိန်ပန်းဘယ်နှညွန့်လဲဆိုရင်29ညွန့်ဘလို့နေသားသမီးကိုလှူခိုင်းမယ်လဲဆိုရင်တနင်္လာနေသားသမီးကိုလှူခိုင်းပေးမယ်ဟုတ်ပြီနော်လှူရမယ့်နေရာဘောရဦးနေနဲ့9နာရီမှ10နာရီခွဲအတွင်းအတူတူပဲကြာသာပရိဆိုလို့ရှိရင်တော့လောက်ဒီလာတာသူ့တော့30နဲ့10ညွန့်ပေါ့နော်30နဲ့10ညွန့်အင်္ဂါသားသမီးကိုလှူခိုင်းမယ်ကြာသာပရိနဲ့9နာရီမှ10နာရီခွဲအတွင်းတောက်ကြသားသမီးနဲ့စုံစည်းစီလို့ဆိုရင်တော့ဘရောင်ညွန့်ဘရောက်ခန့်29က29ညွန့်နော်ဘောရဟုသားသမီးကိုလှူခိုင်းပေးပါစနေသားသမီးနဲ့စုံစည်းစီလို့တဲ့ဆိုလို့ရှိရင်တော့တင်ဦးတစ်အဲ29ညွန့်ကြာသာပရိနေသားသမီးကိုလှူခိုင်းပေးပါနော်စနေနေ့နဲ့9နာရီမှ10နာရီခွဲအတွင်းလှူရမယ်ပေါ့နော်ပြီးလို့ရှိရင်တော့ခုနကကျွန်တော်အထက်ကပြောခဲ့ပဲစီးဆင်းနေတဲ့ရေမြောင်းတွေကိုသို့မဟုတ်မြစ်တဲကိုသွားပြီးတော့မျောလိုက်ပါအကယ်၍ကျွန်တော်ပြောခဲ့တဲ့အညွန့်ခက်တွေမရဘူးဆိုလို့ရှိရင်အခြားသောနန်တူတွေလည်းရတယ်ဒါမှမဟုတ်လေနှစ်မျိုးရှာလိုက်ပေါ့နော်ဥပမာတစ်ခုဆိုကြပါတော့တနင်္ဂနွေသားသမီးတို့ဒန်ကြီးသို့မဟုတ်ဒန်ကျွဲမရဘူးဆိုရင်တော့ဒန်10ညွန့်
ဂန်ကော15ညွတ်ပူးတွဲပြီးတော့လှူလို့ရတယ်ပေါ့အကယ်၍တနင်္လာသာသမီတို့ဩဇာ14ညွတ်14ကမရဘူးဆိုရင်ရှားတာခတ်တယ်ဆိုလို့ရင်တော့အုံ6ညွတ်ဇွန်10ညွတ်နဲ့တွဲပြီးတော့လှူလို့ရတယ်ပေါ့နော်ကျွန်တော်သဘောပေါက်အောင်နားလည်အောင်ပြောပြထားပါတယ်ဒါလေးကိုလုပ်ခြင်းအပြင်ချစ်လျက်နဲ့ခွဲခွာနေရတဲ့သူတွေအမြန်ဆုံးပြန်လည်စုံစည်းကြပါစေအကယ်၍စုံစည်းလျက်နဲ့လည်းအားလုံးချစ်ခင်ကြည်နာမှုရရှိနိုင်ကြပါစေအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေ